ကဲဟုတ်ပြီလေဆရာတို့ပတ်ဝန်းကျင်မှာတဲ့ macromolecule ဆိုတာ very large molecule အကြီးတွေ molecule အကြီးတွေနော်အဲ့ macromolecule တွေက that contains thousands of atoms or more atoms တွေထောင်ပေါင်းများစွာပါဝင်တယ် atoms တွေထောင်ပေါင်းများစွာပါဝင်တယ် molecule ကြီးတွေကို macromolecules လို့ခေါ်တယ်နော်ဆရာတို့ပတ်ဝန်းကျင်မှာရှိသမျှအရာဝတ္ထုတော်တော်များ macromolecule ပဲဆရာအခုစတင်နေတဲ့ဆရာပတ်ဝန်းကျင်မှာတစ်သားခုံရှိတယ် wood macromolecule ပဲဒီနားမှာ plastic bottle ရည်တမှုလေးရှိတယ်အဲ့ဒါလေးကလည်း macromolecule ပဲနော်ပြီးတော့ဆရာညနေကထမင်းစားထားတယ်စံစည်းဆိုတာ stash ဒါတွေကလည်း macromolecule ပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတော်တော်များ macromolecule တွေပါပဲနော် carbohydrate ဆိုတာ stash ကစီဓာတ်လေးတွေ cellulose ဆိုတာတစ်ပင်မှာပါတဲ့ဒီ plant cell မှာပါတဲ့ဓာတ်လေးတွေပေါ့နော်အဲ့လို cellulose ရှိလို့အပင်တွေကဒီတစ်သားတွေကမာနေတာဆရာတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ protein macromolecule ပဲ DNA တောင်မှ macromolecule ပဲနော်အဲ့တော့ဆရာတို့ခန္ဓာကိုယ်မှာဆို protein တွေအများကြီးရှိတယ် enzyme တွေ hormone တွေဒါတွေကလည်း macromolecule ပဲတချို့ macromolecule တွေကသဘာဝအတိုင်းတွေ့ရတယ်တချို့ macromolecule တွေက synthetic ဆိုတာလူတွေလောက်ထားတယ် macromolecule တွေပါပဲတဲ့လူတွေလောက်ထားတဲ့ macromolecule တွေမှာဆိုရင် plastic နော် resins nylons and rubber plastic တွေနော်ဒါလေးတွေအကုန်လုံးကလည်း macromolecule ပါပဲနော်ဒါလေးခဏလေးနားထောင်လိုက်ပါဆရာတို့တကြောင်မကြံအကုန်တမက်တမေးတာဟုတ်နော်အဲ့တော့ polymer ကိုပြောမယ်အဲ့တော့ polymer ဆိုတာဘာလဲ polymer ဆိုတာ long chain macromolecule မှာ chain အရှည်ကြီးနဲ့ macromolecule ဥပမာပြောရရင်တဲ့ဆရာတို့ဒါလေးပေါ့နော်ဒီအလုံးလေးတွေက glucose ဆိုရင်အဲ့ glucose လေးတွေကိုပေါင်းပြီးတော့ glucose လေးတွေဆက်ပြီးတော့ဒီလို molecule အရှည်ကြီးဖြစ်သွားမယ်အဲ့ဒါလေးက stash glucose တွေပေါင်းပြီးတော့ stash တွေဖြစ်သွားတယ်အဲ့လိုပဲဒါလေးတွေက amino acids လေးတွေဆိုရင်အဲ့ amino acids လေးတွေပေါင်းပြီးတော့ protein ဖြစ်သွားတယ်ဒီလိုလေးတွေပေါင်းပြီးတော့ protein ဖြစ်သွားတယ်နော်အဲ့ဒါမျိုးလေးတွေပေါ့အဲ့တော့ဒီလိုမျိုး unit သေးလေးတွေအဲ့လို unit သေးလေးတွေအများကြီးထပ်ခါပေါင်းပြီးတော့ chain အရှည်ကြီးစက်တန်းအရှည်ကြီးနဲ့ဆက်လိုက်တာအဲ့ဒါကို polymer လို့ခေါ်ပါတယ် polymer ဆိုတာ macromolecule အမျိုးအစားပဲနော်အဲ့ polymer မှာတဲ့ small repeating units လေးတွေနဲ့ပေါင်းထားတာအဲ့ small repeating units လေးတွေကို monomer လို့ခေါ်တယ်ဥပမာပြောရရင်ဆရာတို့ရဲ့ DNA ကြီးကလည်း polymer ပဲအဲ့တော့ကလေးတို့ DNA မှာဘာတွေနဲ့ပေါင်းထားတော့ဘာတွေနဲ့ပေါင်းထားNS လေnucleotide တွေအများကြီးပေါင်းထားလို့ polynucleotide အဲ့ polynucleotide နှမြင်ပေါင်းနေတာဒီ DNA ကြီးပဲအဲ့လိုမျိုးနော်အဲ့တော့ဆရာတို့ polymer တွေက macromolecule ပဲ polymer တွေက macromolecule ပဲသို့တော့ macromolecule တိုင်းကတော့ polymer မဟုတ်ဥပမာပြောရင် lipid ဆိုပါစို့ lipid ရဲ့ structure လေးဆိုဆရာတော်မေ့သွားပါပြီ CH2OH CHOH CH2OH အဲ့ဒါလေးကိုမှ OH လေးကိုဖယ်ပြီးတော့ lipid ဆိုရင်ဒီနားလေးမှာ C70H35 COOH ဒီလိုတွေပေါင်းပြတာပေါ့နော်အဲ့တော့ဒီ lipid ဆိုရင် macromolecule ပဲတော်တော်ကြီးတဲ့ molecule ပဲ that lipid is not a polymer မဟုတ်ဘာလို့ဆို polymer ဖြစ်ဖို့ဆိုရင်ဒီလိုသေးငယ်ပြီးတော့ထက်ခါ repeat ဖြစ်တဲ့ units လေးတွေဆက်ထားရမယ်ဒီလိုသေးငယ်ပြီးတော့ထက်ခါ repeat ဖြစ်တဲ့ units လေးတွေဆက်ထားရမယ်အဲ့လိုမဆက်ထားရင် polymer မဟုတ်ဆရာအဲ့ဒါကိုပြောချင်တာကွာ lipid ဆိုရင် molecule အကြီးတော့ဟုတ်တယ် small repeating units လေးတွေဆက်ထားတာမဟုတ်တဲ့အတွက် lipid ဒီ macromolecule တော့ဟုတ်တယ် polymer တော့မဟုတ်ဘူးအဲ့လိုမျိုးနော်ကြည့်ထားပါတော့အဲ့တော့ polymer ဆိုတာ macromolecule မှာ long chain macromolecule သူဒီ small repeat units လေးနဲ့ဆက်ထားတယ်အဲ့ small repeat units လေးတွေကို monomer လို့ခေါ်တယ် small repeat units လေးနဲ့
ဆက်ထားတယ်အဲ့ဒါဟိုမှာတဲ့မိုနိုမှာတစ်မျိုးရင်းနဲ့ဆက်ထားရင် homopolymer မိုနိုမှာတစ်မျိုးထပ်ပို့ပြီးတော့ဆက်ထားရင် copolymer လို့ခေါ်တယ်မိုနိုမှာတစ်မျိုးရင်းဆက်ထားရင် homopolymer မိုနိုမှာတစ်မျိုးထပ်ပို့ပြီးပါရင် copolymer လို့ခေါ်တယ်နော်တချို့ polymer လေးတွေကိုတဘာဝအတိုင်းတွေ့ရတယ်တချို့ polymer တွေကိုတော့ laboratory နော်ဆရာတို့ lab ခန်းနေမှာထုတ်နိုင်ပါတယ်တဲ့နော်အဲ့တော့ဆရာဒီထိရင်သွားလိုက်မယ်နော်အဲ့မှာတဘာဝအတိုင်းတွေ့ရတဲ့ polymer တွေကလေးတို့ရှစ်ခုလုံးပြန်ကျက်ထားလိုက်အောင်နော် protein DNA starch cellulose protein DNA ဆိုတော့ဆရာတို့ခန္ဓာကိုယ်မှာတွေ့ရတဲ့ဟာတွေပေါ့ကွယ် starch cellulose အပင်တွေမှာတွေ့ရတဲ့ဟာတွေ protein DNA starch cellulose အမြင်တွေဝူကောစစ်ကောဟဲကောအမြင်တွေနောက်ပြီးတော့ကျွန်တော်တို့ဘာတွေသုံးတယ် rubber လည်းသုံးတယ် wool natural rubber sick and hair ရှစ်ခုလုံးဆရာတို့ပြန်ကြည့်ထားမယ်နော် natural polymers protein DNA starch cellulose wool natural rubber sick and hair နော်ပြန်ဆိုကြည့်ပါဦးကလေးတို့ natural polymers natural polymers, protein DNA, starch cellulose wool natural rubber sick hair. and hair okay နော် synthetic polymer ဒါလေးတွေကအသေးစိတ်ပြန်ပြောမှာပေါ့နော် synthetic polymer ထဲမှာpolyethylene polyvinyl chloride polyvinyl acetate polystyrene polypropylene poly ပါတဲ့ဟာ၅ခုပေါ့ကွယ် polyethylene polyvinyl chloride PVC polyvinyl acetate PVA polystyrene polypropylene ပြီးတော့မှနာမည်ခက်ဆန်းဆန်းလေးတွေ nylon terylene teflon nylon terylene teflon နော်တခါတော့ကလေးအဲ့ဒါလေးပြန်ဆိုကြည့်ပါဦး polyethylene polyvinyl chloride, polyvinyl acetate polystyrene polypropylene, polypropylene, nylon, teflon okay ကလေးတို့နော်ဆရာဟို revision လေးဆိုတော့နည်းနည်းတစ်ခါလေးရအောင်လုပ်မှရမယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာကလေးတို့နည်းနည်းလေးကလေးတို့လည်း active လေးဖြစ်ပြီးတော့ဖြည့်လို့ရအောင်နော် plastic and polymer အဲ့တော့ blank is a large molecule that contains thousands of atoms or more atoms တွေထောင်ပေါင်းများစွာပါဝင်တာ atoms တွေထောင်ပေါင်းများစွာပါဝင်တာဘာကြီးတော့ဆိုတော့ macromolecule ပေါ့ macro မစမ်းတော့နော် CULE macromolecule ပေါ့ macromolecule ဆိုတော့ large molecule atom တွေထောင်ပေါင်းများစွာပါတာအဲ့တော့ macro ကဘာတော့ macro large macro ကြီးတာကိုပြောတာတဲ့နော် some macromolecules found in nature တချို့ macromolecule တွေတဘာဝမှာတွေ့ရပါတယ်တဲ့ကလေးဒါဥပမာလေးပေးခိုင်းတာဘာလို့ဆိုတော့protein cellulose ဟုတ်တယ် proteins starch cellulose ဆယ်လပုံနေတဲ့ဘာတွေရေးထားအောင်တော့မသိဘူးကွယ်ဒါပေမဲ့ဒါလေးတွေကသဘောတိုင်းတွေ့ရတယ်နော် Some of the blank macromolecules are produced by the industry အဲ့ဒါစက်ရုံတွေကနေထုတ်တာဆိုတော့လူတွေလောက်တာပေါ့နော်လူတွေလောက်တာဆိုတော့ကလေးတို့ဒါဘာ macromolecule လို့ပြောမလို့ synthetic လူလောက်တာ synthetic ဟုတ်တယ်ကလေးတို့ synthetic macromolecules တွေက industry တွေကနေထုတ်ပါတယ် synthetic နော် synthetic macromolecules တွေက industry တွေကနေထုတ်ပါတယ် a type of long chain macromoleculeကိုမှာတဲ့ small repeat units လေးတွေနဲ့ဆက်ထားရင်တဲ့သူ့ကိုဘယ်လိုခေါ်တာတော့ polymer, polymer လို့ခေါ်တာမှန်တာပါနော်သူ့ကို polymer လို့ခေါ်တာအဲ့ polymer မှာနှစ်မျိုးရှိမယ် consists of only one kind တစ်ခုတည်းပါရင်အဲ့ဒါလေးကိုဘာ polymer homopolymer လို့ခေါ်တယ်တစ်ခုတည်းပါတဲ့ polymer ကို homopolymer လို့ခေါ်တယ် more than one kind တစ်ခုတည်းပို့ပြီးပါတာဘယ်လိုခေါ်လဲ polymer, heteropolymer, ကိုပါကြီးလေကို polymer နော် ကို polymer လို့ခေါ်မယ်နော် okay တမျိုးတည်းပါရင် homopolymer
တစ်မျိုးထပ်ပူပါရင်ကိုပေါ်လီမာနော်တချို့ပေါ်လီမာတွေကိုတဘာဝမှာတွေ့ရတယ်တချို့ပေါ်လီမာတွေကိုလူတွေလောက်ထားတာအဲ့တော့ natural polymer ရဲ့ example ကလေးတို့၈ခုတိတလောက်ပြောကြည့်မယ်တိတလောက်၈ခုအကုန်ပြောကြည့်မယ် Yeah, protein DNA protein cellulose, starch, cellulose, sick hair. hair, natural rubber silk and hair okay ကလေးတို့ synthetic polymer example ၈ခုပြောကြည့်ပါဦး polyethylene, polyvinyl chloride, chloride polyvinyl acetate polystyrene, polystyrene polypropylene, Teflon, polypropylene Teflon paraffin, nylon, okay ဒါလေးနော် Teflon nylon Charlene ဒါပဲကလေးတို့နော်ဖမ်းမလားကလေးတို့ဟုတ်ပြီဆရာကုန်ဖြတ်လိုက်ပြီကလေးတို့အဲ့တော့ကလေးတို့ဒီကနေဒီထိတစ်ခေါက်လောက်ပြန်ပြောကြည့်ပါဦးဒီကနေဒီထိ macromolecule, macromolecule okay macro ကပါတော့ large, large ဟုတ်ပြီတဘာဝမှာတွေ့ရတဲ့ macromolecule လေးတွေ carbohydrate protein okay carbohydrate protein cellulose okay အဲ့တော့မမမီတော့ဘူး okay okay တချို့ macromolecule တွေကို industry ရထုတ်တယ်အဲ့ဒါဘယ်လိုပြောမှာလဲ synthetic, synthetic ဟုတ်တယ် synthetic နော် long chain macromolecule ကိုမှ small repeat units လေးနဲ့ဆက်ထားတာ polymer, polymer ဟုတ်ပြီကလေးတို့တစ်မျိုးတည်းပါတဲ့ polymer homopolymer, တစ်မျိုးထပ်ပိုးပါတဲ့ polymer copolymer, copolymer okay natural polymer ရဲ့ example protein, DNA starch, cellulose polypropylene silk and hair okay synthetic polymer ရဲ့ example လေးပြောပါဦး polyethylene, acetate polystyrene, propylene, nylon, paraffin, Teflon. okay ဟုတ်ပြီနော်ပြီးရင်ဆရာအောက်မှာမေခွန်းလေးတွေပါသေးတယ်မေခွန်းလေးတွေပါတယ်နော်ဒါပေမဲ့အဲ့ဒါလေးတွေတော့မသွားသေးဘူးဆက်သွားအောင်နော်ဘောပြန်တော့နော်အဲ့တော့တဲ့ polymer လောက်တဲ့ဖြစ်စဉ်လေးမှာ when a polymer is made polymer လေးလောက်တဲ့အချိန်မှာတဲ့ monomers တွေဒီ bond together one after another တစ်ခုပြီးတစ်ခု monomers လေးတွေဆက်သွားတယ်ကလေးတို့ဒါလေးတွေက monomers လေးတွေ monomers လေးတွေက polymer လောက်တဲ့ဖြစ်စဉ်မှာတစ်ခုနဲ့တစ်ခုဆက်သွားတယ်အဲ့လိုဆက်သွားတဲ့အခါမှာဘာ bond လေးနဲ့ဆက်သွားတော့ covalent bond လေးနဲ့ဆက်သွားတယ်ဘာ bond လေးနဲ့ဆက်သွားတော့ covalent bond လေးနဲ့ဆက်သွားတယ် okay အဲ့လိုမျိုးနဲ့ monomer တွေအများကြီးဆက်ပြီးတော့ polymer ကြီးဖြစ်လာတဲ့ဖြစ်စဉ်ကို polymerization လို့ခေါ်တယ်ဟုတ်ပြီနော် monomer တွေအချင်းချင်း covalent bond နဲ့ဆက်သွားမယ်အဲ့လိုဆက်သွားပြီးတော့ polymer ကြီးလောက်တဲ့ဖြစ်စဉ်ကို polymerization လို့ခေါ်တယ်ဘယ်လို reactions လေးတွေပါဝင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ polymerization နှစ်မျိုးရှိပါမယ်နော် polymerization နှစ်မျိုးရှိပါမယ်ဘာနဲ့တော့ဆိုတော့ addition polymerization နဲ့ condensation polymerization ပါနော် monomer လေးတွေအချင်းချင်း covalent bond နဲ့ဆက်ပြီးတော့ polymer ဖြစ်သွားအောင်လုပ်တဲ့ဖြစ်စဉ်ကို polymerization လို့ခေါ်တယ်ပါဝင်တဲ့ chemical reactions ပေါ်မူတည်ပြီးတော့ polymerization နှစ်မျိုးရှိပါတယ် addition နဲ့ condensation နော်ဘာလေးတွေခေါ်မလဲ addition ဆိုရင်တဲ့ C double bond C ပါရမယ်တနည်းအားဖြင့်ပြောရင် C double bond C ဆိုတာ unsaturated and saturated နော် C double bond C ပါရမယ်တစ်ချက်ဒုတိယတစ်ချက်က without loss of any molecule ဘယ် molecule မှာမဆုံးရှုံးရဘူးဒါဆိုရင် addition ဆိုရင် unsaturated ဖြစ်မယ် C double bond C ပါမယ် without loss of any molecule ဘယ် molecule မှာမဆုံးရှုံးဘူး
ဒါဆို addition condensation condensation ဆိုရင်ကလေးတို့ functional group နှစ်ခုပါရမယ် functional group နှစ်ခုပါရမယ်ပြီးတော့ condensation ဆိုရင် removal of small molecule molecule လေးဖယ်ရမယ် small molecule ဖယ်ရမယ်ဘယ်လို small molecule such as water ရေကဲ့သို့သော small molecule လေးကိုဖယ်ရပါမယ်ဒါပဲကလေးတို့နော်အဲ့တော့ဇာတ်တရားလေးပြန်ပြောကြမယ်နော်ကလေးတို့ polymer တွေ monomer တွေအချင်းချင်းပေါင်းပြီးတော့ polymer ဖြစ်သွားအောင်လုပ်တဲ့ process ကိုဘယ်လိုခေါ်တော့ Polymerization. okay polymerization ကိုနှစ်မျိုးခွဲထားတယ်ဘယ်ပေါ်မူတည်ပြီးတော့ဘယ်ပေါ်မူတည်ပြီးတော့ ငါရဲ့ group နှစ်ခု ဟုတ်တယ် based on the kinds of reaction involved ပါဝင်တဲ့ reaction အမျိုးအစားပေါ်မူတည်ပြီးတော့ polymerization ကိုနှစ်မျိုးခွဲထားပါတယ်ဘာနဲ့တော့ Addition okay addition polymerization ဆိုရင်ကလေးတို့ဘယ်အချိန်ဒီမှာဖြစ်မှာတော့ Unsaturated. unsaturated တပည့်ပေါင်းပါတယ် molecule ဆုံးရှုံးလား molecule မဆုံးရှုံး condensation ဘယ်အချိန်မှာဖြစ်မှာတော့ functional နှစ်ခုပါ functional group နှစ်ခုပါတယ် removal of molecule such as water okay ရေကဲ့သို့သော small molecule လေးကိုဖယ်တယ်ဒါပဲကလေးနော် okay ဒီမှာ addition ဆိုရင်ဒီမှာဆက်ပြောတဲ့ချက်တွေပါပဲနော် unsaturated without loss of any molecule နော်ပြီးတော့အောက်မှာတစ်ချက်ပါသေးတယ်တပယ်ဘုံပါတဲ့ဟာမှာဖြစ်တယ် unsaturated ဆိုတာတပယ်ဘုံပါတာပဲလေတပယ်ဘုံပါတဲ့အချိန်မှာဖြစ်တယ်နော် okay ကလေးတို့ဆက်လို့စဉ်းစားကြည့်အောင်နော်ဒါလေးနော်ဟုတ်ပြီကလေးတို့နော်ဒါလေးကြည့်အောင် the process of joining together a large number of monomers monomers တွေဟုတ်တယ်အများကြီးပေါင်းပြီး polymer ဖြစ်တဲ့ဖြစ်စဉ်ကိုကလေးတို့ဘာလို့ခေါ်တော့ polymerization နှစ်ခုခွဲလို့ရပါတယ်ဘာနဲ့တော့ addition polymerization နဲ့ condensation polymerization ဟုတ်ပြီနော် addition polymerization occurs when unsaturated monomerဟုတ်တယ် that contains carbon bar C တပယ်ပေါင်း C ပေါင်းပါနော်ဟုတ်တယ် C တပယ်ပေါင်း C ပါတဲ့ဟာလေးရတဲ့ without loss of any molecule နော်ကလေးခဏဆက်အောက်တကားလေးတော့ပြပြလာမနော်โอเคကလေးဟုတ်ပြီအမှန်ကြတော့ဆရာဒီဟာလေးလေဒီနားမှာ polymer လောက်တဲ့နေရာမှာဘာပေါင်းလေးနဲ့တွဲတော့တပယ်ပေါင်းလေးနဲ့တွဲရဲဆိုတာလေသိစေချင်တယ်နော်ဆရာအဲ့ဒါလေးမပါခဲလို့ polymer လောက်တဲ့ခါမှာတပယ်ပေါင်းနဲ့တွဲနော်โอเคကလေးတို့နော်အဲ့တော့ဆရာဒီ addition ပုံတွေထဲမှာ addition နှစ်ခုပဲပါတယ်တကယ်မင်း၅ခုမေးတယ်ကောင်းရောနော်ပါတာနှစ်ခုပဲပါတယ် polyethylene နဲ့ polyvinyl chloride မိကုနဲ့မှာ၅ခုမေးတယ်အဲ၅ခုလုံးဆရာရေးပြမှာပေါ့နော်အဓိက polyethylene ကတော့ simplest addition polymer မှာအယိုးရှင်းဆုံး polyethylene နော်အဲ့တော့သူ့ရဲ့ monomer လို့မေးရင်ကလေးတို့ monomer လို့မေးရင် poly ဖြုတ်ပေးလိုက်နော်ဒါလေးက polyethylene ဆိုရင်သူ့ရဲ့ monomer ဒီ ethene polyvinyl chloride ဆိုရင်သူ့ရဲ့ monomer ဒီ vinyl chloride နော် polystyrene ဆိုရင်သူ့ရဲ့ monomer ဒီ styrene okay ဟုတ်တယ်အဲ့လိုနော်အဲ့တော့ monomer လို့မြင်ကလေးတို့ poly ဖြုတ်ပေးလိုက်နော်အဲ့တော့ဆရာတို့ဘယ်လိုများပေါင်းကြမှာတော့ပုံမှန် ethene လေးတွေ
ethene လေးတွေကဒီလိုလေးကလေးတို့ ethene လေးကဒီလို CH double bond CH လေးတွေဒီဘက်ကလည်း ethene လေး CH double bond CH လေးတွေနော်ဒီလို ethene လေးတွေကိုဆရာတို့က high temperature and pressure catalyst temperature တွေ pressure တွေအများကြီး catalyst အများကြီးပေးလိုက်တဲ့အခါမှာဒီလို double bond လေးက break open double bond လေးကပွင့်သွားမယ်ပွင့်သွားပြီးတော့ဘေးနားကအချင်းချင်းသွားပြီးတွဲမယ်ဥပမာဆက်ပြကြည့်ကာဗွန်4ဘုံရှိရလေဒီမှာတော့ကာဗွန်4ဘုံဖြစ်နေတာဟုတ်တယ်နော်အဲ့မှာဆရာတို့ high temperature and pressure catalyst ဆိုတော့ဒီဘုံလေးပြက်ပြီးတော့ဘေးနားကာဗွန်နဲ့ဒီလိုတွဲသွားမှာ4ဘုံကနော်အဲ့တော့ဒီဟာလေးဆိုရင်လေအပူပေးလိုက်တော့ဒီဘုံလေးပြက်ပြီးတော့ဘေးနားကာဗွန်နဲ့ဒီလိုတွဲသွားမှာအပူပေးလိုက်တော့တပယ်ဘုံလေးပြက်ပြီးတော့ဘေးနားကာဗွန်နဲ့တွဲသွားမှာအဲ့လိုနဲ့ ethene molecule လေးတွေက height တပယ်ဘုံလေးတွေပြက်ပြီးတော့ဘေးနားကာဗွန်လေးတွေနဲ့အချင်းချင်းတွဲသွားတာ molecules တွေပေါင်းချပြီးတွဲသွား1000ကနေ3000လောက်ရှိတယ်အများကြီးအဲ့လိုတွဲသွားတာအဲ့လိုတွဲသွားတဲ့အချိန်မှာမူလတစ်ခုချင်းစီက ethene နေအများကြီးဖြစ်သွားလို့ရှေ့က poly လေးထည့်လိုက်တာ polyethene ဒါပဲနော်အဲ့တော့အဓိကက high temperature and pressure and in the presence of catalyst temperature မြင့်မယ် pressure မြင့်မယ် catalyst များတဲ့အချိန်မှာကာဗွန် double bonds လေးတွေက break ဖြစ်ပြီးတော့အချင်းချင်း single bond လေးတွေနဲ့တွားဆက်ပြီးတော့နောက်ဆုံး polymer ကြီးဖြစ်သွားတာအဲ့ဒါဒီ polyethene ပေါ့နော်ကဲဟုတ်ပြီအဲ့မှာကလေးတို့ဘာလေးတွေမေးတော့ဆိုတော့အဓိကဒီ reaction ပေါ့ reaction လေးမေးတာနော်အဲ့ reaction လေးဆရာရေးပြမယ်တကယ်တမ်းတော့ H2C double bond CH2 နော်ဆရာဘာလို့ဆိုအလဲက C double bond C လေးကိုမြင်အောင်လို့ဒါလေးဘယ်နှခုတော့ဆိုဒါလေး N ခုအဲ့ဒါလေး N ခုကို reaction လေးလုပ်တဲ့အခါမှာဆရာတို့ကဘာတွေပေးရမလို့ high temperature and pressure catalyst အဲ့လို catalyst လေးပေးလိုက်ရင်အဓိက high double bond လေးက break open ဖြစ်ပြီးတော့ဘေးနားကဆရာတို့တခြား ethene နေနဲ့တွားပြီးတွဲတာတွဲတော့ ethene ဘယ်နှခုဖြစ်သွားတော့ဆိုတော့ ethene N ခုဖြစ်သွားတယ်ဒီဟာလေးပေါ့နော်အဲ့တော့ဆရာတို့ကနာမည်ပြီးမယ်ဆိုရင်ဒီဘက်အချမ်းက ethene ဒီဘက်အချမ်းကိုကျတော့အများကြီးဆက်သွားပြီဆိုတော့ polyethene နော်ဒါပြီးတော့ monomer ရဲ့ structure ရေးခိုင်းရင်ဒါလေး monomer ရဲ့ structure ရေးခိုင်းရင်ဒါ CH2 double bond CH2 polymer ရဲ့ structure ရေးခိုင်းရင်ဒါလေးဒီတိုင်းရေးလည်းရတယ်ဒီတိုင်းရေးလည်းရတယ်ဒါမှမဟုတ်ဆရာတို့ဒီတိုင်းလေးရေးလည်းရတယ်ဒီတိုင်းလေးရေးလည်းရတယ်ဒါ monomer ရဲ့ polymer ရဲ့ structure ဒါက monomer ethene ရဲ့ monomer ပေါ့နော် monomer ရဲ့ structure ဒါလေးကကြတော့ polyethene ရဲ့ structure အဲ့လိုမှမဟုတ်ဘဲနဲ့ repeat unit လို့မင်းရင်တော့ဘေးနာ n လေးဖြုတ်ပြီးဒါလေးတွေပဲထက်ခါဖြစ်တယ်ပေါ့ဒါဒီ repeat unit ဆို n မပါဘူး polyethene ဆိုရင် n ပါမယ်ဒါပဲနော်အဲ့တော့ဆရာမေးတဲ့အချက်လေးတွေပြန်ပြောပြပါမယ် monomer လို့မေးတယ် ethene ရဲ့ monomer polyethene ရဲ့ monomer ethene monomer ငယ်ဆရာမေးတာလေးပဲပြောလို့နော်အဲ့တော့ဒီမှာ polyetheneရဲ့ monomer ethene monomer နော်ပြီးတော့ထပ်ပြီးမေးတာ reaction ဒါလေးက reaction နော် NH2C double bond CH2 high temperature and pressure catalyst polyethene ဖြစ်သွားမယ် reaction ပြီးတော့ထပ်ပြီးမေးတာ rapid unit ဒါလေးက rapid unit ဒါပဲကလေးအဲ့ဒါပဲအဓိကမေးတာနော်ဟုတ်ပြီဆရာဆက်သွားမယ်နော်ဒီမှာအောင်နောက်မှာတစ်ခေါက်ပြန်ဆွဲပြမယ်နော် polyvinyl chloride ဆိုတာကဆရာတို့အလွယ် PVC လို့ခေါ်တာပေါ့နော် polyvinyl chloride အရင်ကတည်းကဆရာတို့ဒီလိုလေးသင်မှုတယ် vinyl chloride ဆိုတာလေးကဒါလေး CH2 CHCl အရင်တော့ vinyl chloride လို့ရေးခေါ်ခဲ့တာပေါ့အခုတော့ဆရာတို့ကပုံမှန် CH2 double bond CH ဆိုရင်ဒါကြီးဆိုရင် ethene လေနော်
ethene ကိုမှဆရာ H ကလေးကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့မှ Cl ပေါင်းလိုက်တယ်ကလိုရင်းပေါင်းထားတော့ ethene မလို့ကလိုရိုethene ဒါမှ IUPAC name တကယ်လို့ reaction ရင် IUPAC name ကိုတောင်းရတော့အဲကြောင့် chloroethene and ခုကိုလို့တောင်းတာနော်ဒါကိုဆရာတို့ရေးမယ်ဆိုရင် H2C double bond CHCl chloroethene and ခုအဲ chloroethene and ခုကို high temperature and pressure catalyst လေးပေးလိုက်မယ်ဆိုရင်အလယ်ဟာ double bond က break open ဖြစ်သွားပြီးတော့ဘေးနားကတခြား molecule တွေနဲ့တွားဆက်ပြီးတော့ polychloroethene ဆိုပြီးတော့ဖြစ်သွားတယ်နော်အဲ့တော့ဆရာတို့ကဒီမှာတကယ်တော့ CH H2C H2C CHCl အဲ့ဒါ and ကူကတွားပြီးဆက်တာဒါလေးတစ်ခုဒါလေးတစ်ခုဒါလေးတစ်ခုအဲ့လို repeat unit လေးတွားပြီးတော့ဆက်တာနော်အဲ့တော့ဆရာတို့က repeat unit နဲ့ monomer နဲ့ဟာတဲ့အတူတူပဲတဲ့တစ်ခုပဲဘာကွာသွားတော့ဆိုတော့ monomer ဂျားတဲ့ double bond repeat unit ကဂျားတဲ့ single bond ဖြစ်ပြီးတော့ဘေးကဟာလေးတွေနဲ့ဆက်သွားတာပါတဲ့ဒါပါပဲနော်အဲ့ဒီပြီးတော့နောက်က properties တွေ uses တွေရောက်သွားတယ်နော်ဒါမဲ့ဆရာတို့သိရမှာကမကပါဘူး၅ခုသိရမှာကျန်၅ခုလုံးဆွဲပြပါမယ်ဒီမှာ၅ခုလုံးသိရနော်ဒါတော့ဆိုတော့ပုံနေထဲမှာပါတဲ့ polyethylene နဲ့ polyvinyl chloride PVC နဲ့ကတော့အတိအသင့်ဆုံးပေါ့ကွယ်နောက်ထပ်ဒါမဲ့ exercise ထဲမှာပါတာက polypropylene မပါရင်လည်းမေးတာ teflon နဲ့ polystyrene အဲ၅ခုလုံးသိရမှာနော် okay ကလေးတို့အဲ့တော့ဆရာမေးမယ်နော် polyethylene ရဲ့ monomer ethene ဟုတ်ပြီအမေးများဆုံး polymerization reaction ကဲ polymerization reaction လေးစရေးပြပြီဆောနာရေးပြီးသားနော် H2C double bond CH2 ဘယ်နှခုတုံးဆိုတော့ N ခုနော်အဲ့ဒါလေးကိုမှ high temperature and pressure အောက်က catalyst ဆိုရင်ဆရာတို့ဒီနားက H2C single bond CH2 နော်ဒီလိုပေါ်နှစ်ခုထွက်ပြီးတော့ဒီလို N ခုဖြစ်သွားမယ်နာမည်ရေးပြရမယ်ဒါလေးက ethene ဒါလေးက polyethylene နော်ကွာလေးတော့ကျင်းသွားပြီးတော့မေးရ repeat unit လေးဆွဲရမယ် repeat unit ဆိုရင်ဆရာတို့ C လို့ပေါ့ C ဒါ H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  ပုံလေးထွက်သွားတယ်ဒါ repeat unit နော်ကလေးအဲ့တိုင်းလေးနော်အဲ့တော့ polyvinyl chloride လည်းဆရာတို့ပြောပြီးသားပါ chloroethene ပေါ့နော် ethene ကို chlorine ပေါင်းထားတာနေရာနည်းနည်းတော့ကြက်နေကွယ် ethene ကို chlorine ပေါင်းထားတာ H2C double bond CHCl H2C double bond CHCl ကလေးနာမည်လေးပြော chloroethene chloroethene လို့ပြောနော် IUPAC နည်းမဲ့သွားမှာ chloroethene ဘယ်နှခုတော့ကလေးတို့ Angu. and go ဒီပေါ်ဟာလေးနဲ့ဒီအောက်ကဟာလေးနဲ့ပြော High temperature. High temperature and pressure okay ကလေးတို့ double bond လေး break ဖြစ်ပြီးတော့ဘေးနားဟာလေးနဲ့ဆက်သွားမယ် H2C CHCl CHCl ဒီလိုလေးဆက်ပြီးတော့ N ဖြစ်သွားမယ်အဲ့တော့ကလေးတို့အောက်ကနာမည်လေးပြော Polyvinyl. polychloroethene လို့ရေးရမယ်နော်ကလေးတို့ polychloroethene နော်ဒါလားဟုတ်သူရဲ့ repeat units သူရဲ့ repeat units ဆိုရင်အဲ့ကဒါလေးပေါ့နော်ဆိုတော့ဒါဥမာအလဲတစ်ပဲပေါင်း single bond ဖြစ်သွားမှာ H2C CHCl ဒါဥမာ bond လေးထွက်အဲ့သူရဲ့ repeat unit ပဲနော်ဘာမှမကွာဆိုတော့ ethene ဥမာ H နေရာမှာ Cl လေးဝင်လိုက်တာ
H နဲ့မှာ Cl လေးဝင်လိုက်တာဒါပဲကလေးဟမ် Okay ပြီးတော့နောက်ထပ်မေးတာ properties and uses ဒါတော့တက်ခွဲရေးထားတာဆရာတို့တခါတည်းပေါင်းရေးပေးထားတယ် polypropene ရဲ့ polyethylene ရဲ့အားသာချက်က polyethylene က easily molded into various shape ပုံစံမျိုးစုံပြောင်းလို့ရတယ်အဲဒါကြောင့်မလို့ plastic toys အယုတ်တွေ bags and bucket ချင်းတောင်းတွေ plastic ချင်းတွေအိတ်တွေနော်ကျွန်တော်တို့ကြောင်းသွားရင်ထဲတဲ့သမင်းစားဆွဲခြင်းလေးတွေအဲ့ဒါတွေအကုန်လုံး polyethylene နဲ့လုပ်ထားတာ polyvinyl chloride ကတော့ PVC ဆိုတော့အပြာရောင်ပိုက်လုံးကြီးတွေနော်အပြာရောင်ပိုက်လုံးကြီးတွေကျွန်တော်အိမ်မှာရေပိုက်တွေပါတယ်နော်အိမ်သာပိုက်တွေပါတယ်အဲ့လိုစင်နေမှာသုံးတာသူက strong မာတယ် lightweight ပေါ့တယ် durable ခဏရရှိတယ် strong lightweight and durable အဲ့ကြောင့်မို့သူ့ကိုတဲ့ pipe raincoats thin glove and flooring mats ဒါတွေလုပ်တဲ့နေရာမှာသုံးပါတယ်ရှေးပိုက်တွေနော် raincoat မိုးကအင်ကြီးတွေ thin glove လက်အိတ်လေးတွေ flooring mat ကျန်းတိုက်တဲ့အဝတ်တွေလုပ်တဲ့နေရာမှာသုံးပါတယ်တဲ့ကလေးတို့နော်အဲ့တော့ဒီနားလေးတွေကကြက်ရမှာဗျာနော်ဆရာဒီ file လေးပို့ပေးမယ်နော်ဒီ file လေးပို့ပေးမယ်နော်ဆရာ revision ဆိုတော့မြန်မြန်လေးသွားကြလို့ပါနော်ဆက်သွားလိုက်လို့ရလားအောက်မှာလည်းမေးခွန်းတွေထပ်လာအောင်ပါနော် ဟုတ်ပါလေ Okay little polypropene တော့ polypropene က reaction ရေးခိုင်းတာကလေးတို့အဲ့တော့ဆရာမေးမယ်နော် polypropene ရဲ့ monomer ကလေးတို့ monomer ဘာဖြစ်မလို့ propene ဘယ်နော် propene ကိုဆရာတို့ဒီလိုလေးပဲရေးအောင်ပုံမှန်ဆိုရင်တော့ဒါ CH2 double bond CH3 အဲ့တော့ propene ကဘယ်လိုလေးဖြစ်သွားတာလဲဆိုတော့ပုံမှန်ဒီလိုလေးလေ CH2 double bond CH3 နော်ဘယ်လိုပုံစံလေးဖြစ်သွားတာလဲဆိုတော့ဆရာတို့ ethene ရဲ့ H နေရာမှာ CH3 လေးဝင်သွားတာအဲ့ဒါ propene ရဲ့ monomer ပါနော်အဲ့တော့ propene and group ဆရာဒီလိုလေးရေးလိုက်မယ် H2C double bond CH3 ကလေးဒါလေးမြင်လားဟုတ်ပြီနားလည်လားဒါလေးနားလည်လား ဟုတ်နားရပါဆရာ ဟုတ်ပြီ and group အပေါ်ကရေးမဲ့ဟာလေး high temperature pressure ဟုတ်ကဲ့ pressure catalyst okay ဒါလေးက propene ပေါ့နော်ဟိုဘက်ကျဘယ်လိုလေးဖြစ်သွားမလို့ကလေးတို့ပြောပြပါဦး I2C H2C double bond single bond CH bond CH3 အဲ့ဒါကို and group ဟုတ်တယ်လေနာမည်လေး polypropene နော် okay ကလေးတို့နော်ဆရာတို့စနစ်ဟောင်းတော့ဒါ၅ခုကွက်တီတည်ရတယ်နော်စနစ်တက်မှာဒီနှစ်ခုတည်းပဲသူကထည့်ပေးထားတော့တာနော်ဒါပေမဲ့ဆရာမိကုန်းနေပြန်ကြည့်တော့ Teflon တွေမှာမေးထားတာတွေ့လို့ Teflon နဲ့ polystyrene တွေမှာမေးထားတာတွေ့လို့အဲ့တော့ကလေးတို့ Teflon ဆိုတာဘာလဲတဲ့ Teflon ဆိုတာနော်အဲ့တော့ Teflon လေးကနည်းနည်းလေးခက်တယ်ကလေးတို့ဆရာဒါလေး Teflon လေးတော့ screenshot လေးရိုက်ပေးမယ်နော်Teflon နော် Teflon ကိုဆရာတို့ဘယ်လိုခေါ်သေးတော့ဆိုတော့ PTFE လို့ခေါ်တယ်ဟာလက်ပြီး PTFE လို့ခေါ်တယ်အရှိကောက်လေးပြောရရင် poly tetra fluoro ethene poly tetra fluoro ethene လို့ခေါ်တယ်အဲ့တော့ဆရာတို့အခုမေးခွန်းလေးစပါပြီ Teflon ရဲ့ monomer ကဘာတော့ tetrafluoroဟုတ်တယ် tetra fluoro ethene tetrafluoro ethene နော်အဲ့တော့သူ့ရဲ့ monomer ဒီ tetrafluoro ethene ဒါလေးပုံနေထဲမှာမပါဘူးနော် tetrafluoro ethene ဒါပေမဲ့မိကောင်းထဲမှာမေးထားတယ် monomer လေးက tetrafluoro ethene ကဲသူ့ရဲ့ reaction လေးမေးပါပြီကလေးအဲ့ monomer လေးရဲ့ structure ပေါ့ monomer လေးရဲ့ structure အဲ့တော့စဉ်းစားကြည့်အောင် ethene ဆိုတော့double bond လေးပေါ့နော်
တပည့်ပေါင်းလေးကို tetrafluoro ဆိုတော့ကလေးတို့ဘလို့ကြီးတော့ fluorine ၄ခုပေါင်းထားတာ ethene ကို fluorine ၄ခုပေါင်းထားတော့ဒါလေးက ethene လေး ethene ကသူ့အတူ hydrogen လေးတွေရှိနေတာလေအဲ့ဒါလေးကိုဖယ်ပြီးတော့fluorine လေးလုံးပေါင်းထားတာဒါလေးက tetrafluoroethene နော်အဲ့ဒါကိုဆရာနည်းနည်းလေးဒီလိုလေးရေးကြည့်လိုက်မယ် F2C တပည့်ပေါင်း CF2 fluorine ၄ခုပေါင်းထားတော့ ethene လေးအဲ့ဒါကို N ခုအဲ့ N ခုကိုဒါ high temperature and pressure catalyst ဒီလိုလေးပေးလိုက်မယ်ဆိုရင်အလေယာဘောင်းလေးကပြတ်သွားမယ်အလေယာဘောင်းလေးကပြတ်ပြီးတော့ F2C single bond CF2 ကိုမှဘေးနာဘောင်းလေးထွက်ပြီးတော့ဒီလိုဆက်သွား N ခုအဲ့ဒါကလေးတို့ကဒီအောက်ကနာမည်လေးနဲ့ဒီအောက်ကနာမည်လေးပြော tetrafluoroethene Solely tetrafluoroethene ဟုတ်တယ် tetrafluoroethene နဲ့ polytetrafluoroethene အဲ့တော့မှဆရာတို့က TEFLON Teflon လို့ယူလိုက်တာလို့ဆရာထင်တာပဲဗျာနော် TEFLON Teflon ဆိုတာအဲ့ဒါကိုယူလိုက်တာ polytetrafluoroethene နော်အဲ့ Teflon လေးကလည်းဆရာတို့ဒီမှာဆိုရင်ဆရာတို့ reaction ပဲရေးခိုင်းထားသလိုဖြစ်နေတာပေါ့နော် reaction ပဲရေးခိုင်းထားတော့ F2C တပည့်ပေါင်း CF2 tetrafluoroethene high temperature and pressure catalyst F2C single bond CF2 ဒီလိုလေးထွက် and နောက်ဆုံးဆရာတို့ rapid unit ဒီနေရာလေး rapid unit ဆိုတော့ဆရာတို့ကဒီတိုင်းလေးဖြစ်သွားမှာပေါ့ဒီတိုင်းလေးဖြစ်သွားမှာခဏနော်ဒီလိုလေး C ဒါလေးက Fဒါလေးက rapid unit လေးဖြစ်သွားနောက်ကလေးတို့ကျလေးတက်ရဲလေးမစင်ကွယ်တက်ရဲလေးမဖြစ်လိုက်နော်ကြည့်တော့မကြည့်ပေါ့ဇာတ်လေး screenshot ရိုက်ပြီးပို့ပေးလိုက်ပါမယ်ဟုတ်ပြီကလေးတို့အဲ့ Teflon ကကောင်းတဲ့ချက်လေးတစ်ခုရှိတယ်ဘယ်လိုတုံးဆိုတော့အပူခံတယ်မကတ်ဘူးဟာအပူခံတယ်မကတ်ဘူးဆိုတော့ဘယ်မှာသုံးမှာတော့ဒဲအိုးတွေမှာသုံးမှာပေါ့ frying pans တွေနော် many frying pans are coated with a thin layer of Teflon frying pans တွေရဲ့ဒီလို coating လေးမှာ Teflon တွေနဲ့ကာထားတယ်အဲကြောင့်မို့သူကအပူလဲခံတယ်ကတ်လဲမကတ်ဘူးဒါလေးပေါ့နော်နောက်တစ်ချက်ကကလေးတို့ polystyrene ဆိုတာ styrofoam လို့လည်းခေါ်တယ် styrofoam ဆိုတာဖောက်ကွက်လေးပေါ့ဖောက်ကွက်လေးနော်အဲ့တော့ polystyrene styrofoam သူ့ရဲ့ monomer ကကြတော့ဘယ်လိုလေးလာမှာတော့ဆိုတော့ကလေးတို့ monomer ဆရာဒါလေးကိုဆွဲပြမယ်ကွယ် styrofoam ကိုဆွဲပြမယ်နော် styrofoam ကဒီလိုလေးကလေးတို့ C ဟောဒီလိုလေးအဲ့တော့ဒီနေရာမှာလဲ H ဒီနေရာမှာ CCH5 ဒါလေးရှိတာအဲ့တော့ဘာကွာသွားတော့ပုံမှန် ethene ကိုမှ CCH5 ပေါင်းလိုက်တာနော်ဆရာတို့ကတော့ဒါလေးကို phenyl ethene လို့ခေါ်တယ်အဲ့ဒီမှာတော့ဒါလေးက styrene ပေါ့ဒါလေးက styrene အဲ့ styrene လေးကိုဆရာလွယ်အောင်ဒီလိုလေးပဲရေးအောင် H2C double bond CH CCH5 ဒါလေးက styrene နော်အဲ့ styrene လေးကိုဆရာတို့ကဘယ်နှခုလုံးဆို N ခုအဲ့ N ခုကို high temperature and pressure catalyst လို့ပေးလိုက်မယ်ဆိုရင်ဒီ styrene ရဲ့အလေက single bond လေးကပြတ်ဟုတ်တပည့် bond လေးကပြတ်ပြီးတော့ single bond ဖြစ်သွားမယ် single bond ဖြစ်သွားပြီးတော့ဘေးနားကတခြား molecule တွေနဲ့အချင်းချင်းသွားပြီးတော့ဆက်မယ်အဲ့ဒါဆိုဒါဒီ styrene ဖြစ်ပြီးတော့ဒါဒီ polystyrene ဖြစ်သွားမယ်အဲ့ polystyrene ဆိုတာဆရာတို့စီမှာသုံးတဲ့ဖော့ဘူးတွေပေါ့ဗျာအဖြူရောင်ဖော့ဘူးတွေနော်ဆရာတို့ဘာလို့တင်မော်ဒီတောင်တို့မာလာရှန်ကိုတို့ဝယ်ထည့်ပေးတဲ့အဖြူရောင်ဖော့ဘူးတွေနော်ဇမ်ဘောက်တို့ဘာလို့ဆိုလဲအဲ့ဖော့ဘူးလေးနဲ့ထည့်ပေးတာအဲ့ဒါလေးတွေက styrofoam ပါတဲ့ styrofoam နော်အဲ့ styrofoam က
ကောင်းတဲ့အချက်ဘယ်နာကောင်းလို့ဆက်လည်းမသိ hard light and brittle မာတယ်အော်တယ်ကျွတ်ဆက်တယ်ကျွတ်တယ်ဆိုတာ just ဆိုဆွဲလိုက်အောင်လည်းကျိုးသွားတာမျိုးပေါ့နော်အဲ့ဒါလေးတို့ disposable container တခါစားပြီးလွှဲအဲ့လိုမျိုး disposable container အနေနဲ့သုံးပါတယ်တဲ့ဒါပါပဲကလေးနော်အငါခုကျတော့အဲ့တော့မိကုန်းလေးတွေနည်းနည်းကြည့်အောင်မိကုန်းလေးနည်းနည်းကြည့်မယ်ဆိုမှလာချင်းအချက်တွေနဲ့တိုးနေနော်အဲ့တော့ဆရာတို့ number 1ပေါ့နော် How do you understand homopolymer and copolymer homopolymer တွေ copolymer တွေဘယ်လိုနားလဲတော့လဲကလေးတို့နားလဲတာလေးအရင်ပြောကြည့် homopolymer ဆိုတာဘာတော့ monomer only one kind of monomer ဟုတ်တယ် copolymer ဆိုတာ copolymer ကျတော့ ဟုတ်ပြီကလေးတို့တော့ဟိုဟာဘယ်လိုနားလဲဆိုမဲ့ definition ရေးမှကြိုက်တာဗောနော်စာမျက်နှာ151ကလေးဆရာ key terms လေးရေးလာခဲ့ရမှာမင်းနေလို့ရိုက်လာခဲ့ရမှာဗောနော် key terms လေးမရိုက်လာခင်ပြီလို့အဲ့မှာ homopolymer နဲ့ copolymer key terms ထဲမှာ2ခုမြောက်နဲ့3ခုမြောက်မှာတွေ့လိမ့်မယ်ကလေးတို့နော်ဆရာ revision ဆိုတော့တစ်ခါလေးကြက်မယ်ကလေးတို့နော်အဲ့တော့ homopolymer ဆိုတာလေးက is a polymer polymer လေးတစ်ခုပါတဲ့ that contains ပါပါတယ် only one kind တစ်မျိုးဆိုတော့ one kind only one kind of monomer ကဲကလေးဆက်နှစ်ခေါက်ဆိုပြမယ် homopolymer is a polymer that contains only one kind of monomer ဟုတ်ပြီနော်တစ်ခါပြန်ဆိုပြအောင်မယ် homopolymer is a polymer that contains only one kind of monomer ဒါပဲကလေးတစ်ခေါက်ကြည့်စို့ဒါလေးတစ်ခေါက်ကြည့်စို့ဒါလေးတစ်ခေါက်ကြည့်စို့ Homopolymer is Polymer is a polymer that contains only one kind of monomer okay ကလေးအလွတ်ဆို homopolymer is a polymer that contains only one kind of monomer okay copolymer is a polymer copolymer is a polymer formed from ဖြစ်လာတာ two or more different monomers two or more different monomer အဲ့တော့ပြောပြမယ်နော် monomer နှစ်ခုဒါမှမဟုတ်နှစ်ခုထပ်ပို့တဲ့ monomers လေးတွေပေါင်းပြီးဖြစ်လာတဲ့ polymer ကို copolymer လို့ခေါ်ပါတယ်နှစ်ခုသို့မဟုတ်နှစ်ခုထပ်ပို့တဲ့ monomer တွေပေါင်းပြီးတော့ဖြစ်လာတဲ့ polymer ကို copolymer လို့ခေါ်ပါတယ်တစ်ခေါက်ဆိုပြမယ်နော် copolymer is a polymer formed from two or more different monomers ဒါပဲကလေးဆိုကြည့်အောင် copolymer polymer is a polymer from two or more different monomers okay အလွတ်ဆိုကြည့်ကလေးတို့ copolymer is a Copolymer is a polymer formed from two or more different monomers monomer ဟုတ်ပြီနှစ်ခုလုံးဒါလေးတစ်ခေါက်ကြည့်ပြီးဆိုလိုက်မယ် homopolymer Polymer is a polymer that contains only one kind of monomer polymer is a polymer formed from two or more different monomers okay ကလေးတို့နော်ဒါပြီကလေးတို့နှစ်ပုံလုံးအလွတ်ဆိုလိုက်တော့နော်ကလေးတို့ homopolymer is a Polymer is a polymer that contains only one kind of polymer is a Polymer is a polymer formed from two or more differentဟုတ်ပြီကလေးတို့ဆယ်နံပါတ်1လေးဆက်သွားမယ် are the cellulose and polyvinyl chloride cellulose တွေ polyvinyl chloride တွေဒီ natural polymer လား synthetic polymer လားတဲ့ကလေးတို့ natural polymer cellulose is natural cellulose က natural ဟုတ်တယ် polyvinyl chloride က polymer synthetic polymer ဒါပဲကလေးတို့တမတ် free ပေးတာ cellulose က natural polymer polyvinyl chloride က synthetic polymer ဒါပဲเนาะကလေးတို့နောက်ထပ်နံပါတ် free ပေးတာလေးရှိသေးတယ် two examples of
natural ရဲ့ synthetic polymer လေးတွေရဲ့ပြောပြပါတဲ့ natural polymer example နှစ်ခု protein DNA protein carbohydrate ရဲ့ protein ရဲ့ okay ကလေးတို့ synthetic polymer example နှစ်ခု polyethylene polyvinyl chloride okay နှစ်ခုဆိုရတယ်နော်ကလေးတို့ဆိုတော့ရှစ်ခုလုံးချက်ထားတယ်အေးစေးပေါ့ရတယ်နော်ဟုတ်ပြီကလေးတို့နံပါတ်4ရဲ့9ရဲ့ဆက်နော်4ကိုအရင်ကြည့်အောင် write a chemical equation for addition polymerization reaction of polychloroethene polychloroethene ရဲ့ addition polymerization reaction ကိုရေးပါပြီးရင် rapid unit ကိုပေးပါအဲ့တော့ဆက်တော့မေးတာပဲရေးမယ်ပေါ့နော် polychloroethene ဆိုတော့ polychloroethene ရဲ့ reaction ဆိုတော့ chloroethene လေးရေးရမှာပေါ့ H2C ကနော် H2C double bond CH Cl အော်နော် Cl ကိုနောက်မှရေးလိုက်ရရနော်အဲ့ဒါ N ခုကလေးတို့ဒီဘောဟာလေးတွေ high temperature and kati ဟုတ်ပြီဟုတ်ပြီကလေးတို့ဘယ်လိုလေးဖြစ်သွားမလို့ physical bond and ဟုတ်ပြီကလေးဒီနေရာလေးနာမည် chloroethane ဒါလေးရဲ့နာမည် polychloroethane ဒီဟုတ်တယ်ကလေးနှစ်မှတ်ဗျနည်းနည်းတော့တက်မယ်နော်နှစ်မှတ်ဟုတ်ပြီပြီးရင် rapid unit တဲ့ကလေးတို့ rapid unit ဆရာတို့ဘယ်လိုရေးမလို့ C CH H H Cl ဒါ rapid unit နောက်ကလေးတို့ rapid unit ကတစ်မှတ်သုံးမှတ်ပေးတာနောက်ဆရာတို့တစ်ခါလေး3 1 2 ဒီလိုလေးလာတာဒီပု္ပ္ပစာကတော့သုံးမှတ်ပေးတဲ့ပု္ပ္ပစာမျိုးနော်ဒါပါပဲကလေးတို့နောက်တစ်ခုဒါ write a chemical equation to show the polymerization reaction between chloroethane ဆရာတို့ရေးကြည့်ပြီးသား rapid unit of chloroethane ရေးကြည့်ပြီးသားဒါပေမဲ့ထပ်ပြီးမေးထားတယ် what type of polymerization would chloroethane undergo chloroethane ဒီဘာ polymerization ဖြစ်မှာတော့ addition yes addition polymerization နောက်ဆုံးချက် polychloroethane လေး natural လား synthetic လား synthetic ဟုတ်တယ်လူတွေလောက်ထားတာပေါ့နော်ဒါပါပဲကလေးတို့နော်ထပ်နေတာကလေးတို့ဒါကြီးဝယ်ပေးထားတယ်နော် chemical equation ရေးပါတဲ့ရေးပြီးတော့ addition လား condensation လားတဲ့ကလေး addition လား condensation လား addition ဘာလို့ addition နော် double bond ပါလို့ဒါပဲနော် double bond ပါလို့ဆိုရပါတယ်နော် double bond ပါလို့ okay ဆက်ပြီးသွားရအောင်နံပါတ်9 styrene monomer is a reactant in polymerization reaction styrene monomer လေးရတဲ့ polymerization reaction တစ်ခုမှာ reactant လေး draw and give the structural formula of polymer that is formed from this polymerization reaction polymerization reaction ဖြစ်လာတဲ့ polymer ရဲ့ structure ကိုဆွဲခိုင်းတာ styrene ရဲ့ structure ဆွဲခိုင်းတာ styrene ရဲ့ structure ဆိုတော့ကလေးတို့ polystyrene ရဲ့ structure ကိုဆွဲခိုင်းတာ polymer ဆိုတော့လေ polystyrene ရဲ့ structure ကိုဆွဲခိုင်းတော့ကလေးတို့ဒီလိုလေး polystyrene ဆိုရင်ဆရာတို့ဒါလေး H ဒီနေရာမှာ C6H5 နော်ဒါဆိုရင်ဆရာတို့ကဒီလိုလေးဆွဲထားရင်ဒါဒီ rapid unit ဒီလိုလေးဆွဲထားရင် rapid unit အဲ့ rapid unit ကိုဆရာတို့ဒီဘက်ကပိတ်တဲ့ခါမှာကလေးတို့ဒီလိုလေးဖြတ်ရမှာနော်ဒီလိုလေးဖြတ်ရမှာအဲ့လိုလေးပိတ်ပြီးတော့မှ N ကူးဆက်လိုက်ဒါဆိုရင် polystyrene လို့ဖြစ်သွားမှာဒါလည်း polystyrene ပဲနော်လေအဲ့ polystyrene လေးကတော့ပါတယ်ကွဆမနာ140ခွန်ရဲ့ထိတ်ဆုံးတောင်းလေးမှာ140ခွန်ရဲ့ထိတ်ဆုံးတောင်းလေးမှာတွေ့လားကလေး polystyrene နော်မိနေစရာဒီထဲမှာပါတယ်ဒီမှာအော် polystyrene အမှန်ချက်တာမိုက်တယ်နော်
ဒီစာအုပ်ပိုင်ရှင်လေးကမိနစ်ကတော့94မှတ်လားမသိပါဘူးဆရာလည်းမသိတော့အမှတ်တစ်ခုတော့ရများတော့ရတယ်နော်သူတွေမှာတော့ဒီမှာမင်းမဲဟာတွေကုန်မှန်ချက်တာကြိုများသိနေလားမသိဘူး Okay ဆရာတို့ဆက်သွားမယ်နော်အဲ့တော့ trade name of this polymer တဲ့ styrene ရဲ့ trade name ကလေးတို့ polystyrene ရဲ့ trade name styrofoam styrofoam yes polystyrene ရဲ့ trade name styrofoam နော်ပြီးတော့သူဒီဘာ polymerization အမျိုးအစားဖြစ်မှာတော့ addition addition ဟုတ်တယ် addition polymerization နော် okay ကလေးတို့နံပါတ်8ရောက်သွားပြီ styrene molecules တွေ polymerization ဖြစ်တဲ့ equation ကိုရေးပါအဲ့ဒါဆိုဆရာတို့ n နဲ့ရေးမှရတော့မှာ styrene molecule တွေ polymerization ဖြစ်တဲ့ equation ဆိုတော့ဒီမှာဒီလိုလေးလေ styrene molecule လေးတွေကလေးတို့ဒီမှာ H2C double bond CH CCH5 N ခုနာမည်က styrene များလေးပြတယ် high temperature and pressure catalyst အဲ့မှာ double bond လေးက break ဖြစ်ပြီးတော့ဘေးနားဟာနဲ့ဆက်သွားတယ်နာမည်လေးရေးတယ် polystyrene နော်အဲ့ reaction လေးပါဒီ reaction လေးနော်အဲ့ reaction လေးပြီးသွားရင်ကလေးတို့rapid units of polystyrene polystyrene ရဲ့ rapid unit ဆိုကလေးတို့ n ထည့်စရာမလိုဘူးဆိုတော့ဘယ်နာမှာဒါလေး styrene နော်ဟုတ်ကဲ့သူရဲ့ rapid unit ဆိုရင်ဒါလေးpolystyrene ရဲ့ rapid unit ပြီးတော့သူဟာဟောတဲ့ဘာမျိုးစားတော့ဆိုတော့ဘာ polymer တော့ဆိုတော့addition polymer လို့ပဲဖြေရမှာပေါ့နော် addition polymer ခက်တယ်ရော addition polymer လို့လည်းဖြေလို့ရတယ် synthetic polymer လို့လည်းဖြေလို့ရတယ်နော်ဘယ်ဟာတော့ဖြေရင်ကောင်းမှမသိကလေးတော့ဘာဖြေချင်တာ addition လို့ဖြေအောင်နော် okay ကလေးတို့ဆရာတို့နံပါတ်8လေးတစ်ခါလေးဖြေကြည့်ပြီးဆွဲလိုက်မကောင်းလားလို့နော်8လေးတစ်ခါလေးဖြေကြည့်လိုက်ပါအောင်နော်ဆက် recording လေးခဏပေးလိုက်အောင်ဟုတ်ပြီ which properties do Teflon and styrofoam polymer possess Teflon ရဲ့ properties နဲ့ styrofoam ရဲ့ properties ကလေးတို့ Teflon ဒီဘယ်လို properties တွေရှိမလဲ heat resistant and non-stick property yes heat resistant and non-stick properties styrofoam ကကြတော့ဖော်ဘူးတွေလေဖော်ဘူးတွေစဉ်းစားကြည့်ပါနော်ဘယ်လိုလေးဖြစ်မလဲ light hard brittle yes light hard and brittle hard light and brittle အဲ့ properties တွေကချက်ထားပါနော် users တွေကလည်းကလေးတို့မေးမှာဗျာဒီလားအလုံးသူ users တွေတော်ကြိုက်တယ်ဒီမှာတော့ဆရာမတွေ့သေးဘူးဒါပေမဲ့ဒီမှာလေးတို့နေ့တွေကြာရင်ဒါလည်း users တွေကလည်းမေးလာနိုင်တယ်နော်နံပါတ်10 write down the structure and properties of Teflon Teflon ရဲ့ properties ကိုတော်ကြိုက်တယ် structure Teflon ရဲ့ structure လည်းကလေးတို့ဘယ်လိုလေးဖြစ်လောက်တော့ single bond fluorine liquid okay ဒီလိုလေးဒါဒီ Teflon ရဲ့ structure နော် Teflon ရဲ့ structure နော် number 11 which of these monomer form addition polymerization ဒီထဲမှာဘယ်သူတွေက addition ဖြစ်မလဲ reason ပေးပါတဲ့ဘယ်သူတွေက addition ဖြစ်မလဲ reason ပေးပါ B ပဲပေါ့ ဟုတ်တယ်နံပါတ် B F2C single bond CF2 က addition ဖြစ်ပါမယ်ဘာကြောင့် addition ဖြစ်မှာတော့ double bond C double bond C ပါလို့ C double bond C ပါလို့ပေါ့နော်ခေတ်ကလေးနံပါတ်7က how would you distinguish between addition and condensation polymerization addition နဲ့ condensation ဘယ်လိုခွဲမလို့နဲ့ကလေးတို့ဆရာတို့ဒီမှာလေ distinguish တို့ဘာလို့ပါရင် definition နဲ့ကြောင်းရေးပြလိုက်ကလေးတို့
အဲ့ဆိုရင်တော့အဆင်ပြေတယ်တိလားအဲ့တော့စာမျက်နှာ151ပေါ့ကလေးတို့151 addition polymerization condensation polymerization key terms တွေမှာပါတယ်အဲ့နှစ်ခုလုံးကတော့ကျက်တဲ့နယ်ထဲမှာပါတယ်ဆရာတစ်ခေါက်ဖတ်ပြမယ်နော် addition polymerization is the polymerization ဖြစ်ပါတယ် in which monomers containing carbon to carbon double bond carbon to carbon double bond ပါတဲ့ monomers တွေဒီ react together အချင်းချင်းဓာတ်ပြုပြီးတော့ to form long chain molecules ကြီးဖြစ်သွားတာကို addition လို့ခေါ်တယ် carbon to carbon double bond ပါတဲ့ monomer တွေဒီအချင်းချင်းဓာတ်ပြုပြီးတော့ long chain molecule ဖြစ်သွားတာကို addition polymerization လို့ခေါ်ပါတယ် condensation polymerization ကြတော့ is a polymerization in which two molecules are joined molecule နှစ်ခုဆက်သွားတယ် to form larger molecule ပိုကြီးတဲ့ molecule ရဖို့ molecule နှစ်ခုဆက်သွားတယ်အဲ့လိုဆက်သွားတဲ့အခါမှာ by eliminating of small molecules such as water ရေကဲ့သို့သော small molecule လေးကိုဖယ်လိုက်ပါတယ်တဲ့ညလေနော်အဲ့တော့ဆရာတို့ပြောတဲ့အချက်တွေပါပဲနော် additional condensation definition လေးရေးတော့ပိုအဆင်ပြေပါပေါ့ဒါမှမဟုတ်လေကလေးတို့ကသိတဲ့အတိုင်းဆွမ်းနာဆရာတို့ပြောရင်းနဲ့မှတ်ထားတဲ့အတိုင်း addition ဒီ saturated C double bond မှာဖြစ်တယ် without loss of any molecule condensation ဒီ functional group နှစ်ခုပါရင်ဖြစ်တယ် small molecule such as water ဒါလေးတွေကိုဖယ်တယ်အမျိုးလေးပါရင်လည်းရတယ်နော်ဒါပဲကလေးနော်အဲ့မှာဆရာဗာလေးတစ်ချက်ပြောချင်သေးတော့ဆိုနောက်ထပ်မေးတဲ့နေရာလေးဒီနေရာလေးကျန်သေးတယ်ဘယ်နေရာလေးတော့ဆိုတော့ဆက်ပြမယ်နော်ဒါလေးနည်းနည်းကျန်သေးတယ်အဲ့လေးကျန်နော်အဲ့လေးပြောပြီးတော့ addition လေးပြီးပါပြီ addition polymers are sometimes referred to as plastic or addition polymers ဆိုတာ plastic တွေပါနော်အဲ့ plastic တွေကတစ်ခုနဲ့တစ်ခု thermal stability မတူ thermal stability မတူဆိုတာအခုကျတော့ဒီတောက်နေတဲ့ရေတံမှုတွေကိုရေနွေးသွားထည့်လို့မရရေတံမှုတွေကိုရေနွေးချမ်းသားပြီးထည့်အဆင်မပြေတော့အဲဆိုရေတံမှုရဲ့ရှုံးသွားမှာအပူမခံနိုင်ဒါပေမဲ့တချို့အပူခံနိုင်တဲ့ခွက်လေးတွေလည်းရှိတယ်နော်အမျိုးအစားပေါ်မူတည်ပြီးတော့နော်အပူနဲ့တွေ့ရင် stable ဖြစ်တယ်ဆိုတာအပူခံနိုင်စွမ်းကမတူဘူးလို့ပြောတာအဲ့တော့ plastic တွေဒီအပူခံနိုင်စွမ်းမတူပါဘူးအဲ့ဒါအပြင် they swirl or dissolve in organic solvent အဲ့တော့ဒါတွေက covalent bond နဲ့ဆက်ထားတာကွယ် covalent bond နဲ့ရေးမှမပြောဒါပေမဲ့ covalent bond နဲ့ organic solvents တွေမှာပြောတယ်မစရိုက်ဟင်းတွေပါလေဆိုရင်ပါဆယ်ဆွဲတယ်ဆိုအဆင်မပြေဘူးအဲ့ဟင်းတွေမှာ plastic ကပျော့သွားနိုင်တယ်နော်ဟင်းအပူကြီးတွေကို plastic အိတ်နဲ့ထည့်တယ်ဆိုရင်ကျန်းမာရေးတွေပါလေထိခိုက်သွားရင်ဘယ်လိုလုပ်မလို့နော်အဲ့လိုမျိုးနောက်တစ်ချက်က poor weather resistant တချို့ plastic တွေကရာသီဥတုကိုအသိမခံနိုင်ရာသီဥတုကိုအသိမခံနိုင်ဘူးဆိုတာကတအားပူလို့ရင်လည်း plastic တွေကအရေးပျော်ပြီးပျော့သလိုမျိုးကြီးတွေဖြစ်သွားတယ်တအားအင်းလို့ရင်လည်းအဆင်မပြေဘူးဆရာတို့ဆိုရင်ဟိုပါပေါ့အပြန်ဒီပစ္စည်းတွေဝယ်လာတယ်ပိတ်ရမပြင်းတယ်ရေခဲတက်တာတွေကို plastic အိတ်တွေရောအကုန်ထည့်တာပြီးအဲ့ plastic အိတ်တွေကကြာဝိုင်းခဲသွားရင်အဆင်မပြေတော့ low temperature တအားအပူချိန်နေရင်တဲ့ plasticity တွေဆုံးရှုံးသွားတယ် elasticity တွေဆုံးရှုံးသွားတယ် brittle ဖြစ်လာတယ်ကျွတ်ဆက်သွားတယ်နော်ကလေးတို့ချက်နိုင်နေဆိုရင်တော့ addition polymer ရဲ့ properties လေးတွေကိုချက်ထားစီခြင်းနဲ့2မှတ်တန်တို့3မှတ်တန်တို့ချက်မျက်စိတွေမြင်ရအောင်နေတယ်ကလေးတို့နော်အရင်မမေးရင်တော့မှအခုမေးလာနိုင်တယ်ကမ်စီရဲ့သဘောကမေးကိုမထက်အောင်အစ်စ်တွေမေးတာဗျာဒါလေးတွေအဲ့တော့မေးနိုင်မယ့် chance တွေမှာတော်တော်များတယ်နော် addition polymer တွေကို plastic လို့ခေါ်တယ် thermal stability အမျိုးအစားပေါ်မူတည်တယ် organic solvent တွေမှာပျော်သွားနိုင်တယ် soil ဆိုတာအဲ့လိုဖောင်းလာတာ organic solvent တွေတွေ့ရင်ဖောင်းလာပြီး organic solvent တွေမှာပျော်သွားနိုင်တယ် weather resistant ညံ့တယ် low temperature မှာ plasticity elasticity တွေဆုံးရှုံးပြီးတော့ brittle ဖြစ်သွားပါမယ်ဒါပဲကလေးနော် okay ကလေးတို့မကြက်ရင်တော့မှတီးထိုက်တာလေးတော့သိရမယ် addition polymers လေးတွေကအားလေးတွေတော့
B နဲ့စားတယ် plastic, plastic okay addition polymer လေးက plastic ပါ the blank stability depends on their type တာမင် stability မှန်တာပေါ့တာမင် stability ဒီအမျိုးအစားပေါ်မူတည်ပါတယ် they swell or dissolve in blank solvent organic solvent နဲ့မှာပြောတယ် have blank weather resistant poor weather resistant at low temperature အပူချိန်နဲ့ရင် they lose blank and blank elasticity and plasticity သူရဲ့ plastic ဓာတ်ကော elastic ဖြစ်တဲ့ဓာတ်ကော loose ဖြစ်သွားတာနော်ဒါကြီး e တဲ့နေရာမှာထားပြီးသွားရင်ကန်လိုက်တာနဲ့ပြေးသွားတာအဲ့လိုမျိုး and becomes brittle ဒါပဲကြည့်နော်အဲ့ဒါဆိုရင်နော်ဆရာတို့ပြီးတော့ပါပြီဆို addition ပေါ့နော် addition လေးပြီးသွားအဲ့တော့ကလေးတို့ဆရာရွေးခွင့်ပေးမယ်နော်ဒါလေးတွေပြန်ပြောကြည့်မလားဆိုတော့ကလေးတို့ပြောကြည့်တာမျိုးပေါ့နော်ဒါလေးတွေပြန်ပြောကြည့်မလား condensation လေးပြီးတော့ဆက်သွားမလား condensation နဲ့ပြီးတော့ဆက်သွားလိုက်ပါမယ်ရှင် okay condensation လေးပြီးတော့ဆက်သွားလိုက်မယ်နော်အဲ့တော့ condensation polymerization ဆိုတာ polymerization အမျိုးအစားပါ two molecules နှစ်ခုဆက်လိုက်တယ်အဲ့လိုဆက်ပြီးတော့ larger molecule ကြီးဖြစ်သွားတယ် molecule နှစ်ခုဆက်ပြီးတော့ larger molecule ဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့အချိန်မှာ by eliminating small molecule such as water ရေကဲ့သို့သော molecule လေးဖယ်တာအဲ့တော့ condensation ဆိုတာကွာငွေ့ရေဖွဲ့တာရေဖယ်လိုက်တာပေါ့နော်အဲ့လိုရေဖယ်ပြီးတော့ပေါင်းတာကို condensation polymerization လို့ခေါ်ပါတယ် condensation polymerization ဖြစ်မယ်ဆိုရင် monomers လေးတွေက two different functional group နှစ်ခုပါရတယ်နှစ်ခုပါတော့ functional group နှစ်ခုပါရတယ်အဲ့ functional group နှစ်ခုသည် same molecule မှာလည်းရှိနိုင်တယ် two different molecule မှာလည်းဖြစ်နိုင်တယ် same molecule မှာရှိတယ်ဆိုတာကဆရာတို့ကဥပမာပြောရရင် amino acid ပေါ့ amino acid ဆိုရင် CHR အဲ့ဒါမှဒီဘက်မှာ COOH ဆိုပြီးတော့ functional group ရှိတယ်ဒီဘက်မှာ NH2 ဆိုပြီးတော့ functional group နှစ်ခုတော့ပါအဲ့ functional group နှစ်ခုလုံးကဘယ်မှာပါတာတော့ဆိုတော့ within the same molecule မှာပဲ functional group နှစ်ခုလုံးပါနေတာမျိုးပေါ့နော်ဒီလိုလည်းဖြစ်နိုင်တယ်အဲ့ functional group နှစ်ခုက two different molecule ဆိုတာဒီလိုပေါ့ဒီဘက် molecule တစ်ခုမှာ COOH ဒီဘက် molecule တစ်ခုမှာ NH2 ဒီလိုမျိုးတွေပါတာမျိုးလည်းဖြစ်နိုင်ပါတယ်နော်အဲ့ဒီနမှာနော်အဲ့တော့ condensation polymer are polymers whose process of polymerization involves condensation reaction condensation polymers are characterized by monomer that contain two different functional group ဒီစာအုပ်ပိုင်ရှင်ညီမလေးတော်တာပဲတကယ်မေးတာတွေကြီးပဲရေးထားတာ two different functional group condensation ဆိုရင် two different functional group နှစ်ခုရှိရအဲ့ functional group နှစ်ခုသည် same molecule မှာလည်းဖြစ်နိုင်တယ် two different molecule မှာလည်းဖြစ်နိုင်ပါတယ်တဲ့ဒါပဲကလေးတို့ဆရာလားတတိယလား professor ဆရာတပည့်ဆရာတင်ထားတာဒါမဲ့အဲ့ညီမလေးကဆရာစုပေါင်းမိနစ်ကကွာကျုံတို့ပြောမ8ယောက်တင်တာနော်8ယောက်တင်တာ6ယောက်ကမ်စီထွက်တယ်အလေ6ယောက်ကမ်စီထွက်တယ်ဆရာကမ်စီဝါသနာမပေါ့ကွယ်ဒါမဲ့ဘွားကြီးကကမ်စီဆရာဖြစ်အောင်ဇွတ်လုပ်ပေးနေတယ်လို့ခံစားရတယ်နော်မူမြတ်စာမဟုတ်ဘူးအဲ့ဆရာအဲ့6ယောက်ထွက်တဲ့ထဲမှာဆရာ most favorite ရှိတယ်ကွယ် second favorite ရှိတယ်ကွယ် third favorite ရှိတယ်ကွယ်ဒီညီမလေးက third favorite လောက်ပဲရှိမှာဒီစာအုပ်ပိုင်ရှင်ကလေဆရာသူ့ကိုတိတ်ပြီးတော့မမှန်းထားပြဘူးကွယ်ဒါမဲ့သူကဂုဏ်နု3ခုထွက်တယ်အဲ့ဟို most favorite တယောက်ကတော့ဂုဏ်နု4ခုထွက်တာပေါ့ခုတော့ရန်ကုန်စီးတစ်မှာတက်နေတယ်နော်မိထီလာမှာ8လပိုင်းမှာမိထီလာရောက်လာတာမိုးမြက်က most favorite နံပါတ်1ကတော့တရားပေါ့သူလည်း3ခုထွက်တယ်ဒီဟာလေးကဒီညီမလေးကနံပါတ်3အဆင့်လောက်ပဲရှိမယ်ဆိုတော့ဆရာစီမှာတတိယအတော်ဆုံးပုံကွယ်
ဒါပေမဲ့သူ့စာအုပ်လေးကတော်တော်ကြီးမစိုးဘူးဖြစ်နေတာအဲ့လိုသူကတော့ cyber city ပဲရတယ်သုံးမှသာထွက်တာ chemistry physics bio ပဲ cyber city ပဲရတယ်အဲ့လိုစီးမက်တွေတအားမြင်တော့စီးမက်တွေတော်တော်မလွယ်ဘူးနော်ကလေးတို့မင်္ဂလိ260 259အဲ့လောက်မှရနော်သုံးမှသာပါကဲထားလိုက်တော့အဲ့တော့ဆရာဒီမှာဆိုရင် condensation polymer 3ခုတင်ရမယ်နော် polyester polyamide နဲ့ဆရာတို့ protein ပေါ့နော်3ခုတင်ရနော် polyester ရဲ့ polyamide ရဲ့ protein ရဲ့ပေါ့နော်အဲ့တော့ polyester ရဲ့ training Darling polyester လို့အပြင်မှာမေးဝယ်မသိဘူး Darling လို့ပြောဝယ်မှာသိမှာ Darling နော်အဲ့ Darling က condensation polymer လေးပါတဲ့ကဲဆရာစိတ်လျှော့လိုက်မယ်ကလေးတို့ Darling ထိပြီးနားပြီမယ်နော်လောလောဆယ်တော့ fighting ခေါင်းထဲကိုတက်နိုင်လောက်ထည့်အောင်နော်ဟုတ်ပြီ polyester ရဲ့ example Darling နော်အဲ့ Darling ကနောက်တစ်မျိုးခေါ်သေးတယ်ကလေးတို့ PET polyethylene terephthalate လို့ခေါ်တယ် polyethylene terephthalate လို့ခေါ်တယ် Darling နော်ဟုတ်ပြီ ester ဆိုတာကလေးတို့စဉ်းစားကြည့်အောင် ester ဘယ်အချိန်မှာ ester ရမလို့ဘယ်အချိန်မှာ ester ရ carboxylic acid နဲ့ alcohol နဲ့ပေါင်းရင် ester ရ မှန်တာဗော acid နဲ့ alcohol နဲ့ပေါင်းရင် ester ရမယ်အဲ့တော့ဒီမှာဆိုရင် monomer နှစ်ခုပါမယ် acid နဲ့ alcohol နဲ့နော် acid monomer တစ်ခုပါမယ် alcohol monomer တစ်ခုပါရမယ်နော် acid monomer ကတော့ကလေးတို့ terephthalic acid နော်ဘာလို့လဲဆိုတော့ polyethylene terephthalate ဆိုတော့ဒီလို ATE နဲ့ဆုံးတာတွေက IC acid ကလာတာလေ sulfate ဆိုရင် sulfuric acid carbonate ဆိုရင် carbonic acid အဲ့ဒါမျိုး terephthalate ဆိုရင် terephthalic acid အဲ့လိုမျိုးလေနော်အဲ့ terephthalic acid လို့ဆိုတာက dicarboxylic acid အမျိုးအစားလေး dicarboxylic acid အမျိုးအစားလေးဘာလို့ dicarboxylic လို့ပြောတာတော့ဆိုတော့ဆရာတို့ကဒီလိုအလဲက benzene ring လေးရှိမယ်အဲ့ benzene ring လေးကဒီလိုလေးအဲ့ benzene ring လေးကိုမှဒီဘက်အချမ်းကလည်း COOH ဒီဘက်အချမ်းကလည်း COOH ဒါလေးနော်ဒါလေးကို terephthalic acid လို့ခေါ်တယ် terephthalic acid ဒါလေးက monomer တစ်ခုနောက်ထပ် monomer တစ်ခုကကြတော့ CH2OH CH2OH ဒါလေးနော်ဒါကဆရာတို့မနစ်ကတော့ပါခဲ့ဦးတယ်အဲ့တော့ ethylene glycol လို့ခေါ်တယ် ethylene glycol နော် ethylene glycol ဆရာတို့ hydroxylation reaction ဆိုတဲ့နေရာမှာပါခဲ့ဦးတယ် grade 11တော့နော်အခုတော့ဘယ်လိုခေါ်တော့ဆိုတော့ ethane single bond နေဆိုတော့ ethane လေနော်ဘာလို့ဆိုအကုန်လုံးက single bond နေကာဗွန်နှလုံး single bond နဲ့တွဲထားတာဟုတ် ethane ကိုမှ 1,2 diol လို့ခေါ်တယ် ethane 1,2 diol ကာဗွန်နံပါတ်1နဲ့ကာဗွန်နံပါတ်2မှာ OL OH group လေးပေါ့နော် OL ဆို alcohol တွေဆို OL အဲ့ဒါလေးက OH group ပါတယ်နော်အဲ့တော့ကာဗွန်နံပါတ်1နဲ့2မှာ alcohol group ပါတော့ dialcohol ethane 1,2 diol သူတို့နှစ်ခုပေါင်းကြမှာနော်ဒီလိုလေးကျတော့ဒါလေးက terephthalic acid dicarboxylic acid ethane 1,2 diol ethylene glycol monomer လေရဆိုဆိုဝိုင်းကျွန်တော်လေရကြတယ်နော်အဲ့ဒါ monomer တွေသိရမှာနော် okay ethane 1,2 diol ဒါလေးက dialcohol dicarboxylic နဲ့ dialcohol ဒါလေးက monomer နှစ်ခုပေါ့အဲ့တော့သူတို့ကိုပေါင်းတဲ့အခါမှာကျတော့အလဲကဟို hexagon ကြီးတွေဆွဲရတာခက်တယ်ကွယ်အဲ့တော့ဒါလေးက dicarboxylic acid နော် carboxylic နှစ်ခုပါတော့ dicarboxylic acid ဒါလေးက dialcohol diol alcohol group နှစ်ခုပါတော့ diol သူတို့အချင်းချင်းပေါင်းကြမှာ
ပေါင်းတဲ့အခါမှာ condensation ရဲ့သဘာဝ by the removal of small molecules such as water ရေကဲသို့သော small molecule လေးဖယ်မယ်တကယ်တော့ဒီနှစ်ခုတည်းတော့မဟုတ်ဘူးပေါ့နော်အများကြီးပေါင်းပါဆက်နည်းနည်းလေးထည့်ရေးပြမယ်နော် OH ပေါင်းလေးနဲ့ OH အဲ့လေဟုတ်ပြီ COOH လေယာပေါင်းလေးနဲ့ COOH နောက်ထပ်လေ OH ပေါင်းလေးနဲ့ OH အများကြီးပေါင်းပါနော်ကလေးတို့တကယ်တော့ဆရာနှစ်ခုပဲပေါင်းပြတာဒီဘက်မှာလည်းအများကြီးရှိအောင်မယ်ဒီဘက်ဒီမှာလည်းအများကြီးရှိအောင်မယ်ဒါပေမဲ့ဆရာတို့နှစ်ခုပဲပေါင်းကြည့်မှာပေါ့နော်အဲ့လိုပေါင်းတဲ့အခါမှာအလယ်ကဒီဟာပေါင်းပြီးရေးထွက်သွားမှာကာဘောဆလစ်ရဲ့ OH နဲ့ alcohol ရဲ့ H နဲ့ပေါင်းပြီးရေးထွက်သွားမှာ alcohol ရဲ့ H နဲ့ကာဘောဆလစ်ရဲ့ OH ပေါင်းပြီးတော့ရေးထွက်သွားမှာ OH နဲ့ H နဲ့ပေါင်းပြီးတော့ရေးထွက်သွားမှာဒီလိုမျိုးလေးဒီလိုမျိုးနော်ရေးထွက်သွားအဲ့တော့ sorry ကာဘောဆလစ်က OH ဒီလိုလေးနော်အဲ့တော့သူတို့ပေါင်းလိုက်ရင်ဘာလေးရသွားမလို့ဆိုဆရာတို့အောက်ကနေညားလေးနဲ့ဆက်ရေးမယ် removal of H2O molecule removal of H2O molecule H2O molecule လေးဖယ်လိုက်ရင်ဒီမှာက CO ဒိုင်ကာဘောဆလစ်လေးဆွဲလိုက်တယ်ဒိုင်ကာဘောဆလစ်ကမှ OH ထွက်သွားတော့ဒါလေးပဲကြံမှာပေါ့နော်အလယ်ကဘာကြံတော့ဆိုတော့ကလေးတို့ကြည့်မယ်အလယ်ကဒါကြီးကြံမှာနော် O ဆိုပြီးတော့ဒီလိုလေးကြံမှာဟုတ်တယ်နော်အလယ်ကဒါလေးအဲ့ဒါလေးအဲ့ဒါလေးကြံဟုတ်ပြီဆက်ပြီးသွားမယ်ဒီဘက်က O လေးကဒီဘက်က O လေးကဒီကောင်ကြီးနဲ့တော့ပေါင်းပါရေထွက်ပြီးတော့လေဒီဘက်မှာကြံနေတယ်နော်ဆရာတို့ဒါကြီးနဲ့တော့ပေါင်းပါအဲ့တော့ CO C double bond O C double bond O ပြီးတော့မှသူကရေထွက်သွားတော့သူကဒီဘက်ကဒါလေးနဲ့သွားဆက်မှာ O ဒီလိုလေး O ဒါပဲကလေးဒီအခုဒါကြီးဒီ COO လို့ပါတယ် ester COO လို့ပါတယ် ester COO လို့ပါတယ် ester ester တွေအများကြီးပါလို့ polyester အဲ့ polyester ကိုဆရာတို့က trade name Darling လို့ခေါ်တာကလေးတို့နော်မေးတာကတော့ဘာတွေမေးတော့ဆိုတော့အခုဆရာဆွဲပြတဲ့ဒီဟာကြီးက reaction ဆိုပြီးတော့ဆရာတို့စနစ်ဟောင်းတော့ခဏခဏမေးဦးတယ်စနစ်တက်မှာ reaction မမေးဘူးသေးဘူးဒီဟာလေးကတော့ 2 repeat unit ဘာလို့2 repeat unit တုံးဆိုတော့ဒီဟာလေးက1 repeat unit အဲ့လေ1 repeat unit သူက monomer နှစ်ခုပါလာလေဒိုင်ကာဘောဆလစ်ကလာတဲ့ COO လေးနဲ့ဒိုင်အက်ဂိုကလာတဲ့ OH လေးနဲ့ဒါဒီ monomer တစ်ခုနော်ဒါဒီ repeat unit တစ်ခုဒါဒီ repeat unit တစ်ခု2 repeat unit ဆိုရင်ဒါလေးဆွဲရမှာနော်အဲ့တော့ကဲဆရာဒါလေးတွေကလေးတို့ဆရာအနည်းချုပ်ပြီးဒါလေးဆွဲပြမယ်ဒါလေးဆွဲပြပြီးတော့ပါပြီနော်အဲ့တော့ polyester နဲ့ပတ်သက်ပြီးတော့သိရမှာက polyester ရဲ့ trade name ဒီလိုပြောပါဦး as Darling okay DERYLENE အရေးကြီးတဲ့ဟာမှာဆရာမြင်သွားတယ်ကွယ် Darling နော် Darling ကို PET အရှိကောက်လေးပြောပါဦး polyethylene terephthalate ဟုတ်တယ် polyethylene terephthalate polyethylene terephthalate နော် monomer နှစ်ခုပါတယ် acid monomer ကဘာလေးတော့ terephthalic acid alcohol monomer လေးကဘာလေးတော့ ethylene glycol ethylene glycol ethane 1,2-diol ethane 1,2-diol ဟုတ်တယ်နော်အဲ့တော့
ပြီးတော့ structure of two monomer monomer နှစ်ခုရဲ့ structure သိရမယ် monomer နှစ်ခုရဲ့ structure သိရမယ်နော်အဲ့တော့ terephthalic acid ဆိုရင် benzene ring လေးဆွဲပါဒီဘက်မှာ COOH လို့တက်ပါဒီဘက်မှာ COOH လို့တက်ပါ benzene က double bond လေးတွေပါတယ်တစ်ခုကျော်စီဒီလိုလေးဒါပဲဒါလေးက terephthalic acid နော် ethane 1 2 diol ethane 1 2 diol CH2 single bond မှာဒီဘက်က OH ဒီဘက်က OH ethane 1 2 diol နော်ဆရာဒါလေးကိုမနှက်ဖြန်မှထပ်ပြီးဆွဲပြမယ် reaction လေးရယ် rapid unit ရယ်နှစ်ခုရယ် rapid unit ရယ်ဒါလေးကိုမနှက်ဖြန်မှထပ်ပြီးဆွဲပြမယ်ကလေးတော့ linkage နာမည်လေးပြောလိုက် polyester မှာပါတဲ့ linkage ester linkage ဒါပဲနော်အဲ့တော့ဒီထိတစ်ခေါက်ပြန်ပြောပြီးဆရာဆင်းမိမယ်နော်ဘယ်ကနေတော့ဆိုတော့ဒီကနေနော်ဒီကနေဆရာတို့ဒီကနေဒီထိဆင်းပြောပြီးဆင်းမိမယ်နော်အဲ့တော့ polymerization two molecule တွေဆက်မယ် larger molecule ဖြစ်အောင်ဆက်မယ် small molecule such as water ကိုဖယ်ပြီးတော့ဆက်မယ်အဲ့လို polymerization ကိုဘာလို့ခေါ်တော့ condensation polymerization okay condensation polymer ကိုလောက်တဲ့ခါမှာ monomers တွေဒီ two different bar group တော့ functional ဟုတ်ပြီအဲ့ functional group တွေဒီ same molecule မှာလည်းဖြစ်နိုင်တယ် different molecule မှာလည်းဖြစ်နိုင်တယ်နော်အဲ့မှာပထမဆုံးဥပမာလေး polyester ရဲ့ trade name Tyroline သူ့ရဲ့နာမည် polyethylene terephthalic okay monomer နှစ်ခုနဲ့ဖွဲ့စည်းထားပါတယ် acid monomer acid alcohol monomer ethylene glycol okay monomer နှစ်ခုရဲ့ structure ဘယ်လိုတော့မရမှာမသိ acid monomer structure ကလေးဘယ်လိုလေးတော့ polymer benzene queen နဲ့ C ဟုတ်ပြီ COOH ကတစ်ဖက်တစ်ချက်စီမှာဟုတ်တယ် ethane 1 2 glycol ရော polymer CH2 နှစ်ခုပြီးသားမှာ OH ပေါ်တယ် ဟုတ်ပြီသူ့မှာပါတယ် linkage sterling okay ကလေးဟုတ်ပါပြီအဲ့ဆိုဆရာဒါလေးပို့လိုက်မယ်နော်ကလေးတို့ကရသလောက်ဖြည့်ထားကြည့်recording လေးရင်ပြလောက်